အမျိုးသမီးတဦးသည်သူမ၏ခင်ပွန်းလက်ချက်ဖြင့်အရှင်လက်လက်မိရှုခံခဲ့ရပြီးသူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည်မီးလောင်ထားသောမီးသွေးခဲတစ်ပိုင်းကဲ့သို့မီးလောင်ကျွမ်းခဲ့သည့်ထို့ကြောင့်ယခုအခါခင်ပွန်းကိုလက်စားချေရန်အတွက်ထိုအမျိုးသမီးသည်သူမ၏မီးလောင်ထားသောမျက်နှာကိုမည်သူနှင့်မျှအလှချင်းပြန်၍မနိုင်စေရန်လှပသည့်ပုံစံအဖြစ်ပြောင်းလဲရန်မှောင်မိုက်သောမော်ပညာနည်းလမ်းကိုအချိန်ပြည့်81ရက်ကြာအသုံးပြုခဲ့သည်သို့သောဤအရာအတွက်လှပသောမျက်နှာတစ်ခုလေးဖြင့်မလုံလောက်ပေသူမသည်ညီသည့်ဘရင်၏နှလုံသားကိုမဆိုအနိုင်ယူနိုင်မည့်ကြက်တရေရှိမှုနှင့်ဆွဲဆောင်မှုလည်းလိုအပ်သည့်ထို့ကြောင့်သူမသည်နေတိုင်းအထူးဆေးဝါးများနှင့်ရေနွေးများထည့်ထားသောရေချိုးကန်ထဲတွင်3နာရီကြာထိုင်နေခဲ့သည့်ဤဆေးဝါးများသည်သူမ၏မီးလောင်ထားသောခန္ဓာကိုယ်ထဲတွင်ပြင်းထန်သောပူလောင်မှုကိုဖြစ်စေပြီးလူတဦးကိုစူပွက်နေသောအက်ဆစ်ထဲသို့ပစ်ချလိုက်တဲ့ကဲ့သို့ခံစားရစေသည်ဤနာကျင်မှုကို49ရက်ကြာခံနိုင်ရရှိပါကသူတို့၏အသားရည်သည်ရေခဲကဲ့သို့တောက်ပလာမည်ဖြစ်ပြီးညီသူကိုမဆိုယူသွတ်သွားစေနိုင်သည့်ရနံ့တစ်ခုစတင်ထွက်ပေါ်လာမည်ဖြစ်သည်ဤကဲ့သို့သောနာကျင်မှုကိုတာမန်လူတဦးကခံနိုင်ရရှိမည်မဟုတ်ပါသို့သောမိသားစုတည်ဆုံမှုအတွက်လက်စားချေရန်ထိုအမျိုးသမီးသည်မြည်သည့်အတိုင်းအတာအထိမဆိုသွားရန်အသင့်ရှိနေသည်အမှန်မှာစစ်မြေပြင်မှအောင်ပွဲခံ၍ပြန်ရောက်သည့်နေ့တွင်ပင်သူမ၏ခင်ပွန်းဖြစ်သူဧကရစ်မင်းသည်သူမ၏လိမ္မာပါနတ်သောညီအမဝမ်းကွဲနှင့်လိမ္မာပါနတ်စွာပူးပေါင်းကသူမ၏မိသားစုတစ်ခုလုံးကိုတပ်ပစ်ခဲ့သည့်နောက်ဆုံးတွင်သူမကိုအရှင်လက်လက်မိရှို့ခဲ့သည်သို့သောကံကြမ္မာအရသူမအသက်ရှင်ခဲ့သည်ထိုနေ့မှစ၍သူမသည်လက်စားချေလိုသည့်မိရှံထဲတွင်တစ်သက်လုံးဆက်လက်လောင်ကျွမ်းနေခဲ့သည်ထို့ကြောင့်ယခုအခါလက်စားချေရန်အတွက်သူမသည်နာကျင်မှုကိုခံနိုင်ရရှိပြီးသူမ၏မျက်နှာနှင့်ခန္ဓာကိုယ်နှစ်ခုလုံးကိုပြောင်းလဲခဲ့သည်နောက်ဆုံးတွင်သူမသည်ကမ္ဘာပေါ်တွင်အလှဆုံးမျိုးသမီးဖြစ်လာခဲ့သည်ထို့ကြောင့်ယခုအခါသူမ၏မျက်နှာအသစ်နှင့်ကိုယ်ပိုင်လက္ခဏာအသစ်ဖြင့်နန်းတော်သို့ပြန်လာရန်ဆုံးဖြတ်လိုက်သည်ယခုအခါမိဖုရားဖြစ်နေပြီဖြစ်သောသူမ၏ညီအမဝမ်းကွဲသည်နန်းတော်သို့အလှဆုံးမျိုးသမီးတဦးရောက်လာမည်ကိုကြားသောအခါမနာလိုဖြစ်လာပြီးသူမကိုသင်ခန်းစာပေးရန်လျှို့ဝှက်အစီအစဉ်စတင်ချမှတ်သည်သို့သောဤတစ်ကြိမ်တွင်သူမရောဧကရစ်မင်းပါသူတို့၏ကိုယ်ပိုင်ထောင်ချောက်ထဲသို့ကြာရောက်တော့မည်ကိုသူမမသိပေယခုထိုမျိုးသမီးသည်သူမ၏ခင်ပွန်းနှင့်လိမ္မာပါနတ်သောညီအမဝမ်းကွဲကိုမည်သို့လက်စားချေမည်နည်း